Hello အားလုံးပဲမင်္ဂလာပါနေ့စဉ်3ထိုင်းစကားပြောလေးလာပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်วันนี้ဒီနေ့ဝါအနောဝန်နောအီနီမိုင်းထိုနီวันนี้ဒီနေ့วันนี้ဒီနေ့ဝါအနောဝန်နောအီနီမိုင်းထိုနီวันนี้ဒီနေ့เมื่อวานมณีกะเมื่อวานมณีกะมอเอือเมื่อไม่อีเมื่อวออานอวานเมื่อวานมณีกะကိုထိုင်လို့เมื่อวานพรุ่งนี้မနေ့ပြန်ကိုထိုင်လို့พรุ่งนี้พอรออุงอพรูไม้ถูกพรูนออีนีไม้ถูนี้พรุ่งนี้มနေ့ပြန်มะรืนนี้ตะเปขาကိုထိုင်လို့มะรืนนี้มออะมะรออือรือนออีนีไม้ถูนี้มะรืนนี้ตะเปขาวันใหม่နှစ်တစ်ကိုထိုင်းလိုမျိုးวันใหม่วออะเนาะวันဟောမောအိုင်မိုင်မအိမိုင်วันใหม่နှစ်တစ်မိုင်ဆိုတာတစ်ပေါ့နော်วันเก่าဆိုတာအဟောင်းနော်วันเก่าနှစ်ဟောင်းကိုထိုင်းလို့วันเก่าวออะเนาะวันก็เอาเก่าไม่อีกเก่าวันเก่านี่ဟောင်းနော်နေ့စဉ်3ထိုင်းစကားပြောလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်နောက်တစ်ခေါက်ပြန်ပြီးတော့ပြောပြပါမယ်วันนี้ဒီနေ့เมื่อวานမနေ့ကพรุ่งนี้မနေ့ပြန်มะรืนนี้ตะเปขาวันใหม่နှစ်တစ်วันเก่านี่ဟောင်းနော်ဒီနေ့ကိုวันนี้မနေ့ကကိုเมื่อวานမနေ့ပြန်ကိုพรุ่งนี้ตะเปขาကိုมะรืนนี้နှစ်တစ်ကိုวันใหม่นี่ဟောင်းကိုวันเก่าနော်အားလုံးပဲမင်္ဂလာပါ